အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တင်စားက desktop ပေါ်မှာ folder စောက်တဲ့နည်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် desktop ပေါ်မှာ folder မစောက်ခင် folder ဆိုတာဘာလဲဘာအတွက်စောက်ရမှာလဲဆိုတဲ့အကြောင်းလေးကိုဗဟုသုတအနေနဲ့အရင်ပြောပြပေးမယ်နော်တကယ်တော့ဒီ desktop ပေါ်မှာဆိုလို့ရှိရင်ဒီမှာဒီ software လေးတွေကကြတော့ဒီတိုင်းရှိရပေါ့နော်ဒီလိုမျိုး file ပုံစံအဝါလေးတွေနဲ့ရှိနေရအောင်ကြတော့ဒါ folder လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင် software လေးတွေ icon လေးတွေကိုကြတော့ဒီမှာပေးတန့်လေးတွေ့ရမှာဖြစ်တဲ့ Word တို့ Excel တို့Google Chrome တို့ဒီတိုင်းလေးတွေ့ရမှာပေါ့နော်မတူရဲ့ချက်ကကြတော့ဒီလိုမျိုး file အဝါလေးတွေနဲ့ရှိနေပြီဆိုလို့ရှိရင်အဲ့ဒါ folder စောက်တယ်လို့ခေါ်တယ်ဟုတ်ပြီ file နဲ့ဒီ folder နဲ့အတူတူပဲပေါ့နော်ဒါကြောင့်မို့လို့ဒီစာရုပ်က folder ဆိုတာဘာလဲ software လေး icon လေးတွေကဘာလဲဆိုတာကိုကွက်ပြပထမတစ်ချက်အနေနဲ့သိသွားပြီဆိုရင် folder စောက်ရတဲ့ရည်ရွယ်ချက်ကိုဆက်ပြီးတော့ပြပေးပါမယ် folder စောက်တယ်ဆိုတာကဥပမာအနေနဲ့ဒီစာရုပ်ကအင်္ဂလိပ်စာဘာသာစကားကိုလေ့လာနေတဲ့ဂျပန်စာကိုလည်းလေ့လာနေတဲ့သူတယောက်ဆိုပါတော့ဒါဆိုလို့ရှိရင်သင်ခန်းစာဗီဒီယိုဖိုင်တွေကိုအင်္ဂလိပ်စာနဲ့ပတ်သက်တာကိုတီးတန့်တစ်ခုထားခြင်းနဲ့ဂျပန်စာနဲ့ပတ်သက်တာကိုတီးတန့်တစ်ခုထားခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင် folder လေးတွေခွဲပြီးတော့ထားလို့ရရပါတော့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဖုန်းမှာဆိုလို့ရှိရင်တစားကိုဒီဓာတ်ပုံတဲ့အခါမှာပေါ့နော် family photo solo photo ဆိုပြီးတော့ကိုက group လေးတွေခွဲပြီးတော့ထားတယ်လို့မျိုးပဲကွန်ပျူတာမှာဆိုလို့ရှိရင်လည်းဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ video file ဂျပန်စာနဲ့ပတ်သက်တဲ့ video file ဆိုပြီးတော့ပြီးတန့်တစ်ခုစီပေါ့နော်ထားလို့ရတယ်အဲ့ဒါဘယ်လိုထားရလဲဆိုတော့ folder လေးစောက်ပြီးတော့ထားရမှာပဲဖြစ်တယ်ဒါဆိုလို့ရှိရင် folder စောက်ရတဲ့ရည်ရွယ်ချက်ကိုသိသွားမယ်လို့ထင်ပါတယ်အဲ့လိုမျိုးပေါ့နော်ကိုကပေးတန့်လေးထားခြင်းတဲ့အခါမျိုးမှာဆိုရင် folder စောက်ပေးရမှာပဲဖြစ်တယ်ဟုတ်ပြီ icon နဲ့ folder နဲ့ကိုလည်းသိသွားပြီ folder စောက်ရတဲ့ရည်ရွယ်ချက်ကိုလည်းသိသွားပြီဆိုတော့တစားတို့ desktop ပေါ်မှာ folder ဘယ်လိုစောက်မလဲစပြီးလေ့လာကြရအောင်ဒီ desktop ပေါ်မှာ icon တွေနဲ့လွတ်တဲ့နေရာမှာ right click လေးနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင် menu လေးကျလာပြီ menu လေးကျလာပြီဆိုရင် menu ကိုနှိပ်မယ်အဲ့ဒီထဲမှာ folder စောက်မှာဆိုတော့ folder ဆိုတာလေးကို click တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာဒီမှာ folder လေးကျလာပြီဒီမှာစာလေးတွေကလည်းဆက်လက်ဝင်တဲ့ပုံစံအပြာလေးဝင်နေရပေါ့နော်ဒါဆိုလို့ရှိရင်သူက folder စောက်ပြီးသွားပါပြီ enter ခောက်လိုက်ရင်ရပြီပေါ့နော်ဟုတ်ပြီ folder စောက်တဲ့နည်းကိုသိသွားပြီဆိုတော့ဒီ folder လေးကိုအမည်ပေးရနည်းကိုလေ့လာကြရအောင်ဒီ folder လေးကို English လို့ပေးခြင်းနဲ့ ENG လို့ပေးခြင်းနဲ့ဆိုပါတော့ဒါဆိုရင်ဘာပဲလွတ်လို့ဆက်လက်ပေးရမယ်အဲ့ဒီတော့အမည်ပေးခြင်းနဲ့ folder ပေါ်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒါ left click နှိပ်တာ left click နှိပ်တယ်ဆိုတာဆက်လက်ပေးတယ်လို့ရှေ့ကသင်ခန်းစာမှာလည်းသင်ခဲ့ပြီးပြီပေါ့နော်ဆိုတော့ဒီမှာဆက်လက်ပေးလိုက်ပြီးဆက်လက်ပေးပြီးသွားရင်အဲ့ဒီအပေါ်မှာပဲအဲ့ဒီကိုအမည်ပေးခြင်းတဲ့ folder အပေါ်မှာပဲ right click နှိပ်မယ် menu လေးကျလာပြီဆိုရင်တချို့ကကြတော့ rename ဆိုပြီးတန်းပေါ်တယ်မပေါ်ရဲ့သူတွေကတော့ show more option တဲ့ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးတဲ့အခါမှာအမည်ပေးခြင်းတာဆိုတော့ rename ကိုနှိပ်မယ်ဟုတ်ပြီအဲ့ဒီမှာဆက်လက်အပြာလေးဝင်သွားပြီဆိုရင်အမည်ရေးလို့ရပြီเนาะ ENG ဆိုပြီးတော့ရေးလို့ရပြီရေးလိုက်ရုံနဲ့ရလားဆိုတော့မရသေးဘူးเนาะ keyboard ကနေပြီးတော့ enter ခောက်ရပါမယ်အဲ့ဒီတော့မှဒီအမည်လေးကအတည်ဖြစ်သွားတာပေါ့เนาะဒါဆိုတို့တွေက folder စောက်တဲ့နည်းလဲသိပြီး folder ကိုအမည်ပေးရဲ့နည်းလဲသိသွားပြီတကယ်လို့ဒီ folder လေးကိုမလိုချင်ဘူးဆိုရင်ဖြတ်တဲ့နည်းကိုသိရမယ်ပေါ့နော်ဘာပဲလို့ဆက်လက်ပေးလို့ပြောထားတယ်ဆိုတော့ကိုဖြတ်ချင်တဲ့ folder ပေါ်မှာ left click နှိပ်ပြီးတော့ဆက်လက်ပေးမယ်ပေးပြီးသွားရင် right click နှိပ်မယ် menu လေးကျလာပြီဆိုရင်တချို့က delete ဆိုပြီးတန်းပေါ်တယ်မပေါ်ရဲ့သူတွေကတော့ show more option တွေကိုတွားပြီးတော့ delete ဆိုပြီးနှိပ်လိုက်ရင်ရပါပြီတကယ်လို့ step by step မတွားချင်ဘူးဆိုရင်အလွယ်ကူဆုံးနည်းကတော့အဲ့ဒီကိုဖြတ်ချင်တဲ့ folder ပေါ်မှာ left click နှိပ်ပြီးတော့ဆက်လက်ပေးပါပေးပြီးသွားရင် keyboard ကနေ delete ဆိုပြီးတော့ delete key လေးကိုနှိပ်လိုက်ရင်ရပါပြီဒါဆိုရင်တော့ဒီသင်ခန်းစာလေးထဲမှာ folder စောက်တဲ့နည်းရယ် folder အမည်ပေးရဲ့နည်းရယ် folder ဖြတ်တဲ့နည်းလေးရယ်ကိုရသွားလိမ့်မယ်လို့ထင်ပါရဲ့เนาะနောက်ထပ်သင်ခန်းစာတွေမှာအတူတူလေ့လာကြမယ်